တခါတော့ကတစ်တီး channel မှာသူ့ရတာကအရန်ချင်လို့ဘယ်သူမှအပေါင်းအသင်းမလုပ်ချင်တဲ့တမယာသီးလေးတစ်လုံးရှိတဲ့ ဟဲ့သူနဲ့မပေါင်းရင်တိလားအေးဟုတ်တယ်သူကချင်တယ်ငါတို့ကရောချင်ကောင်းတယ် တနေ့တော့တစ်တီး channel ကိုချန်ဆောင်ဦးလေးကြီးကလှည့်လည်ကြည့်ရင်နေအပူရှင်ကြောင့်မူးလဲကျသွားလေရဲ့ဒါကိုတမယာသီးလေးကတွေ့တော့အပြေးအလွှာရောက်လာပြီးသူ့ခန္ဓာကိုယ်ကရနံ့တွေကိုဦးလေးကြီးစီကိုညှစ်ထုတ်ပေးလိုက်တဲ့အခါဦးလေးကြီးကသတိရလာပြီးတမယာသီးလေးကိုကျေးဇူးတင်စကားပြောသွားပါတဲ့ကွယ် ကျေးဇူးပါပဲတမယာဒီလေးကြီး နောက်တော့တခြားသီးလေးတွေကလည်းတမယာသီးလေးရဲ့တန်ဖိုးကိုသိသွားပြီးသူတို့အမှားအတွက်တောင်းပန်ကြပါတဲ့ဒါကြောင့်နေရာတိုင်းမှာသူ့တန်ဖိုးနဲ့သူရှိရကြောင်းတဦးနဲ့တဦးလေးလေးစားစားဆက်ဆံကြဖို့ Burmese AI Studio ကနေတိုက်တွန်းလိုပါတယ်ရှင်